financial market လို့ခေါ်တဲ့ဒီငွေကြေးဈေးကွက်ထဲမှာဆိုလို့ရှိရင် stock market, bond market, commodity market နဲ့ forex market ဆိုပြီးတော့ market ကြီး၄ခုရှိပါတယ်။အဲ့ဒီထဲမှာဒီ forex market ကအကြီးဆုံး market ဖြစ်တယ်ပေါ့နော်။ဒီကမ္ဘာရွှေတို့နိုင်ငံတကာငွေကြေးအတွက်စတာတွေရဲ့ဈေးအတက်အကျကိုအယောင်းဝယ်လုပ်ရတာဖြစ်တယ်။ဒီလိုမျိုးအယောင်းဝယ်လုပ်တတ်ပြီးဆိုတာနဲ့လစဉ်ဝင်ငွေစေကဏ္ဍကနေရာကဏ္ဍကြားမှာရှိပါတယ်။ဆိုခါကြတော့ဒီလိုမျိုးအယောင်းဝယ်လုပ်တတ်ဖို့ဆိုတာကလည်းကိုကဒီပညာရက်ကိုတခြားတက်မြောက်ထားဖို့လိုအပ်ပါတယ်။ဒီပညာရက်ကိုဒီကောင်းကောင်းတက်မြောက်ဖို့ဆိုတာကလက်တွေ့ကြကြသင်ယူမှုရှိရပါမယ်။လစဉ်ဝင်ငွေဒီစေကဏ္ဍကနေရာကဏ္ဍကြားမှာရှိတဲ့ဒီ business ကိုလက်တွေ့ကြကြလေးလာမှုမရှိပဲဒီ online မှာတွေ့တဲ့ video အတူအဖာတွေကကိုတကယ်အကျိုးသက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။အဓိကပြောချင်တာကဒီ forex trading ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လက်တွေ့ကြကြသင်တန်းတက်ပါတခြားသင်ယူပါလေ့ကျင့်ပါနောက်ပြီးတော့အတွေ့အကြုံယူပါသင်တန်းတွေကပေါ်တယ်ဆိုပေမဲ့ဒီထိရောက်တဲ့သင်ကြားမှုရှိတဲ့သင်တန်းမျိုးကိုရွေးချယ်ဖို့လိုအပ်ပါတယ်ဒီငိမ့်စီမှာမဟုတ်ဘူးတခြားကိုအာရုံရှိတဲ့ဘယ်သင်တန်းကိုမဆို join လို့ရပါတယ်အဓိကကဒီထိရောက်တဲ့သင်ကြားမှုရှိတဲ့သင်တန်းဖြစ်ဖို့လိုအပ်ပါတယ်မဟုတ်ရင်ဒီသင်တန်းကြီးအပြင်ကိုယ်စီမှာရှိတဲ့အားလုံးနှီးပါသွားလိမ့်မယ်နော်ဒီလိုပြောရတာကတကယ်သင်တန်းသားအပေါ်မှာစိတ်မထားဘဲနဲ့ဒီသင်တန်းကြီးရရင်ပြီးရောဆိုပြီးနေတဲ့သင်တန်းတွေရှိလို့ဒါအမုန်းခံပြီးပြောရတာဖြစ်တယ်အဓိကကတော့ဒီ forex trading ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လက်တွေ့ကြကြသင်တန်းတက်ပါ online မှာတွေ့တဲ့ဒီဗီဒီယိုအတူအထွာတွေကနေ line မလုပ်ပါနဲ့ဆုံးရှုံးမှုများပါမယ်နောက်တစ်ချက်ကတော့ညီတို့ဒီစိတ်ချရတဲ့သင်တန်းကိုရွေးပါငိမ့်စီကတော့ဒီကောင်းကောင်းတက်မြောက်ပြီးတော့ကျွမ်းကျင်အယောင်းဝယ်ပြုလုပ်နိုင်ဖို့အတွက် 100% အာမခံနဲ့သင်ကြားပေးပါတယ်တကယ်လို့ငိမ့်စီမှာတင်တဲ့ရောက်ချင်တယ်ဆိုလို့ရှိရင်တော့ CV ဒါမှမဟုတ်အငိမ့် TSS ဆိုတဲ့ user name ကိုရိုက်ရှာပြီးတော့မှ Telegram မှာဆက်သွင်းနိုင်ပါတယ်